Jack ဟိုနေ့လာပြောမှာဩစတြေးလျတွေ့ထားသေးလားပြောရမယ်ရမ်းမိုက်တယ်ကွာဟိုပြီးတော့ဈေးကလည်းတိတ်မစိုး3000ကျော်လောက်ပဲရှိမှထင်တယ်ဝယ်ပါလားတော့မလားဦးချက်ချင်းဟဲ့လေအခုသွားမွယ်ပါနဲ့လားအခုကျစီမှာပတ်စံလောက်ပါမလားမသိဘူးနောက်နေ့ပြန်ထားလို့ရှိရင်လိုက်ဝယ်မယ်လေဖြစ်လားညငါနဲ့ကြောက်ပတ်စံပါဘုံသားနဲ့ပတ်စံပါမှာပြောသမီးရရှောက်တယ်တော့ပတ်စံနဲ့မျောနေတယ်နင်ကလာမတွေ့နဲ့ဒီလားနောက်ဆိုဟာမဟုတ်လေငါပြောဟိုကျပြောတာဒီနေ့အပြင်လျှောက်လေဖို့တော့ပတ်စံပါတယ်ကွာဒါမဲ့ဖက်နှက်ဝယ်လိုက်လို့ရှိရင်ပတ်စံကုန်ပြီလေအဲ့ဒါကျပြောစိတ်မဆိုးနဲ့ကွာနော်နောက်ပြန်သွားလို့ရှိရင်တေချာဖက်နှက်လိုက်ဝယ်မယ်ဟုတ်ပြီလားတော်စမ်းပါဟာနင်အလက်ကားပဲနင်ဘာမှသုံးစားလို့ရမယ့်ကောင်မဟုတ်အဲ့ဒီမှာနင်သိတာနင်ကပတ်စံမရှိလို့ရှိရင်ဘယ်သူမှနင်ကိုချစ်မှာမဟုတ်အေးငါလည်းနင်ကိုမချစ်ဘူးပတ်စံကြောင့်နင်ရဲ့ငါရဲ့နော်တစ်သက်လုံးချစ်ဖို့ဖြစ်နိုင်တယ်ပတ်စံကြောင့်မနင်ငါတစ်သက်လုံးကိုဖြစ်သွားနိုင်တယ်ဆိုတော့နင်ကမမေ့နဲ့နောက်တဲ့ပတ်စံနံပါတ်1ပဲနင်အဲ့လိုပတ်စံသိမ့်မှတယ်ဟာလားနင်အဲ့လိုပတ်စံနဲ့တိတ်လို့ချင်းတယ်ဟာလားဟေးအဲ့ဆိုတော့နင်ပတ်စံနဲ့ပြက်ပေါက်လို့ရနိုင်အောင်ချမ်းသာနေကောင်နင်ရှာထားပါလားနင်ဘာလို့ငါ့ကိုလာကြိုက်နေသေးလဲအေးငါပူတော်ရှာခြင်းသေးတယ်နင်ငါ့ဘေးမှာရှိနေဘယ်သူမှငါ့ကိုလာမကြိုက်တာဟောနင်အဲ့လိုလားအဲ့ဆိုဒိတ်ပဲကနင်သိနေရလားငါဘာဖြစ်နေလဲဆိုတာကောင်းပြီအေးငါပြောမယ်နင်ကလည်းတိတ်ပြီးတော့ဘဝင်မြင့်မနေနဲ့နင်ရင်ကတွဲခဲ့ကောင်ထဲမှာဘလောက်များတန့်နေလို့ဘလောက်များချမ်းသာနေလို့လဲအေးအဲ့အပေတွေကြားထဲကနေငါနင်ကိုဆွဲခေါ်လာနင်ဘဝနင်မမေ့နဲ့ငါနဲ့တွဲခဲ့ဒီလပိုင်းဆိုတဲ့အချိန်မှာနင်ကဘယ်တော့မှနင်သစ္စာရှိခဲ့လို့နင်တကြပြန်စင်စားအောင်ချက်တင်နေထိုင်နေချက်တင်ထဲမှာချက်တင်ထဲအကောင်တွေ့ပြီးနင်အပြင်မှာတွေ့တယ်အပြင်မှာကြိုက်တယ်ငါအားလုံးမသိကြအောင်စောင်းတယ်လွန်နေဟာပြီးတော့ငါနောက်ကျောင်းကတရက်ပဲမလာမိတယ်ပြီးတော့ကျောင်းမလာရချက်မှာနင်နောက်တစ်ကောင်နဲ့ကြိုက်ဖြစ်အောင်ကြိုက်တယ်အဲ့ဒါထားလိုက်အောင်နောက်အစိုးဆုံးဟာနင်ငါတကယ်ချင်းတော့နင်မချမ်းငါရှိနေရနဲ့နင်အဲ့ကောင်သွားအိပ်ရဟိုကောင်ငါမျက်နှာရှိနေလို့ဘာနင်ကိုပြန်မကြိုက်တာငါဘယ်လောက်ထိရှက်လဲနင်မသိဘူးလားငါတကယ်ချင်းငါဘယ်လိုမျက်နှာပြရမှာလဲငါနဲ့အရန်ချစ်လို့အဲ့ကိစ္စတွေကိုရင်ကုန်နှုတ်ပိတ်နေပြီးတော့ငါနဲ့ကိုပြန်တွဲနေတာတော့ငါအရန်ချစ်လို့နဲ့သိတာအဲ့ဒါနင်ကပတ်စံမသုံးနိုင်လို့ရှက်စရာတတ်မှတ်ချင်လားရတတ်မှတ်ရတယ်နင်သဘောပဲဒါပေမဲ့နင်သိတာငါရှိနေရတဲ့နောက်တစ်ကောင်နဲ့နင်ပတ်တာနေနင်တို့ရှက်စရာဆိုတာနင်မမေ့နဲ့နောက်ဆုံးငါထပ်ပြောမယ်နင်သိချာနားတော့အခုငါရနေတဲ့ပတ်စံတွေကနင်တို့သုံးနေတဲ့ပတ်စံတွေထပ်ပို့ပြီးတော့ဖြူစင်တယ်အဲ့ဒါနင်မမေ့နဲ့ငါတို့ညောင်နေဝင်ချိန်ကိုမင်းစောင့်မျှော်မနေပါနဲ့ရှင်တွေကနင်းနမဲကိုအရင်ရှောက်အောင်နေတာပဲငါမရှိတဲ့နေရတွေ့ဆိုမင်းဘလောက်ပြောနေမှလဲညဆိုရင်မင်းနဲ့မခွဲရင်အကြောက်တော့တင်ပါပဲမင်းရင်ကချစ်တဲ့ဆိုတဲ့ကိုကြောက်ချက်ဟာအဲ့ချိန်ကနေငါလွဲလို့အပေါ်လို့မကြိုက်တတ်တာဖုန်းချတဲ့စကားရင်ပြီးတော့ငိုယိုရှိုက်တတ်လာနင်ပြောသလိုငါကနွားပေါ်နေအကောင်လို့တော့ပိုလို့မကြိုက်တတ်တာမနေ့ကတော့တွေးလိုက်သေးတဲ့ဘာလန်နဲ့ကတိုချိုဖရိုက်ပတ်မှာငါမြင်တော့သူ့ကိုနင်ကကျူးရှင်အထီးကိုလိုက်တတ်ပါရွယ်ဆောင်ပြီးပြောနေတာများဟုတ်ပါတယ်ကြောက်ချက်ဆိုတာနင်အတွက်တော့မကြိုးစိုးထိုက်တဲ့ငါနင်အတွက်ပဲငါနွားဖြစ်ဖို့ချိုးကိုစိုက်ခဲ့တာနောက်ဆုံးတော့ငါရခဲ့တဲ့ဂုံမို့တစ်ခုကဟိုလိုစိုက်တယ်လားချစ်တာကိုအားနဲ့ထင်လဲအလွယ်တစ်ခုပဲပြစ်ခွာလို့ရမယ်မထင်နဲ့နှစ်ကြာလုံးငါနဲ့မမြင်လဲအချစ်ကဘာကိုစစ်တရားနဲ့နှစ်မပါပဲဘာနဲ့ရှိမလဲကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်ပြတွေကိုငါဘာများမနှမ်းမိတယ်လဲအရာမအားတော့ချိခဲ့နင်ပြောသလိုဂီတာကရတကယ်နှိမ့်နာမို့ hip hop ကုန်နဲ့တကယ်စိတ်နာလို့လမ်းမေးရောက်တဲ့ရှင်တို့တွေကိုတွဲအိမ်မှာထိုးကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်ပြတွေကိုငါဘာများမနှမ်းမိတယ်လဲအရာမအားတော့ချိခဲ့နင်ပြောသလိုဂီတာကရတကယ်နှိမ့်နာမို့ hip hop ကုန်နဲ့တကယ်စိတ်နာလို့လမ်းမေးရောက်တဲ့စိတ်တွေကိုလည်းတွဲအိမ်မှာထိုးငါဖြစ်ကကြမ်းချုံနာမြေမျိုးတဲ့ထင်ခဲ့ပြီးတကားဝါလမ်းဆိုမှသိလို့တဲ့အရှင်လိုက်ရှာရေးရမဟိုင်းနေပြီးချေတိုးတယ်ကုန်ပြောတဲ့သွားလောက်ပြီးမလွယ်တဲ့မိမလို့ပုံပြောတဲ့ခါထောက်ပြီးတကယ်ပဲထိမရလို့ကုန်တော့မဲ့အခြားတစ်ယောက်စီဖလဲတကယ်ရင်သွားလို့ဒါတွေကနေတော့ငါရဲ့ယူသွခဲ့တဲ့အချစ်သဘောတွေအပေါင်းအသင်းနဲ့အမြင်ကတ်တဲ့ရှုံးခဲ့တဲ့အဖြစ်ပြောမစေထပ်ပြီးလည်းမမြင်ချင်တော့ဘူးနေဆက်တဲ့ဖုန်းတွေက miss call တွေကိုရင်ကလက်တွဲလို့တလန်းချင်းလမ်းလာတဲ့ငါတို့ညောက်ပန်းခင်းလမ်းမှာလဲဘသူကမှဖြူမဆိုင်မနှခမ်းချင်းနန်းတာမြဲအတွေးတွေနစ်စီကိုပဲလွှမ်းရအလားကွာခဲ့ဘွားတွေကရမကွာပဲပတ်စံကြောင့်နှခမ်းမစွာနဲ့ဘာကြောင့်များဟိုအကောင်ကိုချွေနေရတာလဲနောက်ဆိုရင်နင်တို့နှစ်ယောက်ငါနေတဲ့ဘိုးတစ်ထောင်ကိုချေချမလာနဲ့နင်မတာပတ်စံတာပဲသိတယ် what ငါတွေလည်းအဖမတန်စွာနဲ့ဆက်ဆက်မှလည်းသိတယ်မှန်မတတ်တဲ့နေ့အကောင်ကငါသိတဲ့ဖက်ရစာပဲရှိတယ်ကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်ပြတွေကိုငါဘာများမနှမ်းမိတယ်လဲအရာမအားတော့ချိခဲ့နင်ပြောသလိုဂီတာကရတကယ်နှိမ့်နာမို့ hip hop ကုန်နဲ့တကယ်စိတ်နာလို့လမ်းမေးရောက်တဲ့ရှင်တို့တွေကိုတွဲအိမ်မှာထိုးကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်ပြတွေကိုငါဘာများမနှမ်းမိတယ်လဲအရာမအားတော့ချိခဲ့နင်ပြောသလိုဂီတာကရတကယ်နှိမ့်နာမို့ hip hop ကုန်နဲ့တကယ်စိတ်နာလို့လမ်းမေးရောက်တဲ့စိတ်တွေကိုလည်းတွဲအိမ်မှာထိုး Monday to Friday တဲ့တရားလောက်များတွဲခွင့်တောင်းရင်နှခမ်းလေးစုချိုင်ပလေးတဲ့သူ့အကြိုက်ကိုအရင်ကောင်လောက်များမကျွမ်းသေးဘူးနိုင်သေးတယ် Sunday ကြဖုန်းဆက်တော့အပြင်းမထွက်ဘူးအဖေနေမကောင်းလို့တဲ့နေကကြတဲ့နေကုန်ပြောက်ညနေကြနေတဲ့စောင်းတော့ဖုန်းပြောတာချေတွေညောင်းလို့တဲ့အဖေနေမကောင်းတာနဲ့ချေတွေညောင်းတာနဲ့မသက်ဆိုင်မှုထင်တာပါပဲအမှန်အတိုင်းကိုဝင်ခံတော့အသေးအချင်းခေါင်းမမှန်နဲ့ကြောင်းကပြန်အိမ်လိုက်ပို့တယ်
င်တာပြစစ်ပြေပြီပေါ့ငါတကိုယ်လုံးတိတ်တိုင်းလိုပဲပေါ်ပါခဲ့ဘူးတဲ့ဒါပေမဲ့ကားဘောကအစစ်စကားတွေရှင်သိနိုင်လိုက်သလိုနဲ့လျှော့သွားခဲ့ဘူးတဲ့ငါဘဝမှာနေအပြင်နောက်ထပ်ဘယ်တော့ငါများပြောထားခဲ့ဘူးတဲ့ငါရှေ့မှာနောက်ကြောင်တွဲပြီးငါချစ်ကိုနေစော်ကားခဲ့ဘူးတဲ့ဒီစကားတွေငါရှေ့မှာထဲမှာစိုက်နေသူရင်သာစဉ်းစားပဲမဖြစ်ဘူးတဲ့ဒီတဲ့တွင်ကိုတိုက်ပြခုရင်ကနေမငါတကယ်အနိုင်ယူသွားတဲ့တိုက်စစ်ဘူးအစစ်ပါတာကြဝခါမှသိတယ်တိတ်ခါမဲ့ဒီအစိတ်ပင်တွေကိုငါဘာများမနှမ်းမိတယ်လဲအရာမအာနော်ချီခဲ့နေပြောသလိုခေတ္တကရတကယ်နေနာမို့ hip hop ကုန်နေတကယ်စိတ်နာလို့လမ်းမေးရောက်နေရှင်တို့တွေကိုလွှဲအိမ်မှာထုတ်တာကြဝခါမှသိတယ်တိတ်ခါမဲ့ဒီအစိတ်ပင်တွေကိုငါဘာများမနှမ်းမိတယ်လဲအရာမအာနော်ချီခဲ့နေပြောသလိုခေတ္တကရတကယ်နေနာမို့ hip hop ကုန်နေတကယ်စိတ်နာလို့လမ်းမေးရောက်နေတဲ့စိတ်တွေကိုလည်းလွှဲအိမ်မှာထုတ်တော်သားပါဟာအလကားပဲဘာမှသုံးစားလို့ရတဲ့ကောင်မဟုတ်အဲ့မှာနေသိတာ